စားအစာနဲ့ဟင်းသီးဟင်းရွက်တွေဟာအုံနောက်ကျန်းမာရေးအတွက်အထူးကောင်းမွန်တဲ့အာဟာရဓာတ်တွေပါဝင်လို့အကျိုးကျေးဇူးများပါတယ်ဒီမှာအဓိကရွေးချယ်စရာတချို့ကိုဖော်ပြပေးပါမယ်အခုံမာသီးနဲ့အစိတ်ဆန်များတစ်ကြားသီးဗန္ဒာဆေးမြေပဲနေကြဆေးနဲ့ရွှေပြုံဆေးတွေမှာပရိုတင်းနဲ့အိုမီဂါဖက်တီအက်ဆစ်တွေကျွဲဝပါတယ်ဒါတွေကအုံနောက်လှုပ်ဆောင်မှုနဲ့မှတ်ဉာဏ်ကိုထောက်ပံ့ပေးပါတယ်အဆီများတဲ့ငါးများဆယ်မွန်ထရောက်ငါးနဲ့အဆီများတဲ့ငါးတွေမှာအိုမီဂါ3အထူးသဖြင့် D8A ကျွဲဝပါတယ်ဒါကအုံနောက်လှုပ်ဆောင်မှုနဲ့မှတ်ဉာဏ်ကိုမြင့်တင်ပေးပါတယ်ပဲအမျိုးမျိုးပဲတွေမှာအမြင့်ဓာတ်ဗီတာမင် B နဲ့အိုမီဂါဖက်တီအက်ဆစ်တွေပါဝင်ပြီးစွမ်းအင်ကိုတည်ငြိမ်စေကာအာရုံစူးစိုက်မှုကိုမြင့်တင်ပေးပါတယ်ဘလူးဘယ်ရီသီးတွေမှာဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကျွဲဝပြီးအုံနောက်ကိုဓာတ်တိုးဖိစီးမှုကနေကာကွယ်ပေးကာအာရုံကြောဆက်သွယ်မှုကိုမြင့်တင်ပေးပါတယ်အစိမ်းရောင်ဟင်းသီးဟင်းရွက်များဟင်းနုနယ်ကိုက်လန်စတဲ့အရွက်တွေမှာဗီတာမင် K လူတိန်နဲ့ဖောလိပ်တွေကျွဲဝပါတယ်ဒါတွေကဉာဏ်ရည်ကျဆင်းမှုကိုနှေးကွေးစေနိုင်ပါတယ်ထောပတ်သီးအိုမီဂါဖက်တီအက်ဆစ်နဲ့ဗီတာမင် E ကျွဲဝတဲ့ထောပတ်သီးကအုံနောက်ဆဲတွေကြီးထွားမှုကိုထောက်ပံ့ပေးပြီးအုံနောက်ဆဲတွေကိုကာကွယ်ပေးပါတယ်ခရမ်းချဉ်သီးမှာလိုင်ကိုပင်းလို့ခေါ်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်ပြီးအုံနောက်ဆဲတွေကြီးထွားမှုကိုထိန်းညှိပေးကာရောင်ရမ်းမှုကိုလျှော့ချပေးပါတယ်စပါလင်မှာဗီတာမင် K နဲ့ဆာလာဖိုရာဖိန်းလိုဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပြီးအုံနောက်ကိုပျက်စီးမှုကနေကာကွယ်ပေးပါတယ်ကြက်ဥမှာကိုလင်းဗီတာမင် B12 နဲ့ပရိုတင်းတွေကျွဲဝပြီးအုံနောက်ဖွံ့ဖြိုးမှုနဲ့လှုပ်ဆောင်မှုအတွက်ကောင်းမွန်ပါတယ်ဒါတွေကိုနေ့စဉ်စားသုံးမှုနဲ့ထည့်သွင်းခြင်းဖြင့်အုံနောက်ကျန်းမာရေးကိုထိန်းသိမ်းနိုင်ပြီးပိုမိုကောင်းမွန်လာစေနိုင်ပါတယ်